နောက်ဆုံးနေရာလေးရောက်လာပြီပေါ့နော်နောက်ဆုံးနေရာလေးရောက်လာပြီဆိုလို့ရှိရင်ပုံမှန်တိုင်းပဲတိုင်ရှိတဲ့တိုင်းဖွင့်ပြီးတစ်ချက်တိုင်ရှိတဲ့တိုင်းဖွင့်ပြီးတစ်ချက်တိုင်ရှိတဲ့တိုင်းဖွင့်ပြီးတစ်ချက်တိုင်ရှိတဲ့တိုင်းနော်ဆိုရင်တိုင်ရှိ၄တိုင်းပြီးသွားပြီအဲ့ဒါ၅တိုင်းနောက်တိုင်ရှိဆိုရင်တိုင်ရှိတဲ့တိုင်းဟောဒီ၅တိုင်းနောက်တိုင်ရှိဆိုရင်ဒီချိတ်ထားတယ်ပေါ့နော်မချင်းချိတ်ထားတဲ့နေရာမှာ၅တိုင်းနောက်တိုင်ရှိဆွဲမယ်ပြီးသွားလို့ရှိရင်အဲ့လိုမျိုးဆိုဖွင့်ပြီးတစ်ချက်ချမယ်ပြီးအဲ့နေရာမှာပဲတိုင်ရှိတဲ့တိုင်းဆွဲပြီးတော့အဆုံးသတ်လိုက်မယ်ဒါကတချမ်းပဲရှိရပန်းပေါ့နော်တချမ်းပဲရှိရပန်းပေါ့နော်အဲ့လိုဆိုလို့ရှိရင်ပန်းပွင့်လေးပြီးသွားပါပြီပန်းပွင့်လေးပြီးပြီဆိုရင်နောက်ဆုံးဒီပန်းပွင့်လိုင်းအတွက်အနာတက်မယ်ပေါ့နော်အနာတက်မယ်ဆိုရင်ပုံစံအတိုင်းပဲဒီမှာဖွင့်ပြီးလေးတစ်ချက်တက်မယ်နော်ဖွင့်ပြီးလေးတစ်ချက်တက်မယ်တက်ပြီးသွားလို့ရှိရင်ဒီထိတ်ဆုံးနေရာလေးမှာဖွင့်ပြီးလေးတစ်ချက်တက်မယ်တက်ပြီးသွားလို့ရှိရင်ဒီတိုင်ထိတ်မှာတိုင်တို့တတိုင်းထိုးပြီးဒီပေါက်မှာတိုင်တို့တတိုင်းထိုးပြီးသွားလို့ရှိရင်တိုင်တို့နှစ်ချက်ဒီလိုတပေါက်မှာတိုင်ရှိနှစ်ချက်နော်ဒီပေါက်ဆိုဒီလိုပွင့် sorry ပြလိုက်မယ်နော်ဒီခါလေးပဲထိုးပြလိုက်မယ်ပြောရတာရှုံးပါဆိုရင်ဒီဆုံးတိုင်တို့လေးတတိုင်းတက်လိုက်မယ်တိုင်တို့တတိုင်းတက်တယ်တိုင်တို့တတိုင်းတက်ပြီးခုနထိုးခဲ့တဲ့တိုင်ရှိရဲ့ထိပ်မှာပဲဒါဆိုရင်တိုင်တို့လေးတတိုင်းတက်လိုက်တယ်နော်ဖုန်းတက်တဲ့တစ်ချက်တက်ပြီးတိုင်တို့တတိုင်းတက်တယ်အဲ့တိုင်တို့ကိုနှစ်ကြိမ်နဲ့မှတ်ခဲ့ပါမယ်ပြီးတော့ရင်ပထမဆုံးဒီအပေါက်နော်ပထမဆုံးပေါက်ရှိအဲ့အပေါက်နေရာမှာတိုင်တို့တစ်ချက်ဆွဲမယ်နော်တိုင်တို့တစ်ချက်ဆွဲမယ်ပြီးတော့ရင်ဟောဒီမှာအပေါက်တွေရှိရနော်ပေါက်တွေဆိုရင်တစ်ပေါက်နှစ်ပေါက်သုံးပေါက်ဟောဒီသုံးပေါက်စာမှာတစ်ပေါက်ကိုနှစ်ချက်စီနဲ့တိုင်တို့နှစ်ချက်စီထိုးမယ်ဒီနှစ်သုံးဆိုရင်ဒီတော့နော်6ခုထိုးပြီးသွားပြီဆိုလို့ရှိရင်ဒီပွင့်ရဲ့နောက်ဆုံးအပေါက်မှာဆိုရင်တိုင်တို့တစ်ချက်ပဲထိုးမယ်ဟိုပထမလေးထိုးပြရပြီးသားပါအောက်ကတစ်ဆင့်မှလေးထိုးပြပြီးသားနော်ပြီးတော့ရင်ဒီနှစ်ပွင့်ရဲ့ခြားတွေကဟိုဒီကွာနေရအဲ့ကွာနေရမှာတိုင်တို့တစ်ချက်ဆွဲလိုက်မယ်ဟုတ်ပြီနော်အဲ့ဒါဆိုဒီဘက်တစ်ပွင့်စာပြီးသွားပြီတချမ်းစာပေါ့နော်ဒီတချမ်းစာပြီးသွားပြီတချမ်းစာပြီးသွားရင်ဟိုဒီမှာတစ်ပွင့်စာလာပြီအဲ့တစ်ပွင့်စာဆိုလဲထုံးစံအတိုင်းပဲဟိုဒီအောက်ဆုံးပေါက်မှာတစ်ချက်ပဲထိုးမယ်ပြီးတော့ရင်ဟိုဒီ3ပေါက်စာမှာနော်ဒီ3ပေါက်စာ1 2 3ဒီ3ပေါက်စာမှာတစ်ပေါက်ကို2ချက်စီနဲ့တိုင်တို့2ချက်စီထိုးမယ်ဒီနဲ့ထိုးပြီးသွားပြီဆိုလို့ရှိရင်ထိတ်ဆုံးကိုရောက်လာပြီထိတ်ဆုံးပွင့်မှာဆိုလို့ရှိရင်သူကထိုးမှာကတိုင်တူ3ကထိုးမယ်နော်စစောဟာနဲ့တူတူပဲဟိုအောက်စစောဟာဆိုတာဒီဟိုအောက်ပွင့်ထိုးလုံးနဲ့ပုံစံတူပဲဒီထိတ်ကုန်းပေါ်မှာဒီထိတ်ကုန်းပေါ်မှာတိုင်တူ3ခုဆွဲမယ်နော်တိုင်တူ3ခုဒီနဲ့တော့ပြီးတော့ရင်နောက်ဒီ3ပေါက်1 2 3ဒီ3ပေါက်စာကိုတစ်ပေါက်ကိုနှစ်ချက်စီနဲ့6ပွင့်ထိုးတိုင်တိုး6ခုထိုးမယ်ဒီနဲ့တော့ဝေး6ထိုးပြီးတော့ရင်ဒီမှာအောက်ဆုံးထပ်ရောက်ပြီးအောက်ဆုံးထပ်ရောက်ရင်တစ်ချက်ပဲထိုးမယ်ဟုတ်ပြီနော်အဲဆိုရင်ဒီပုံစံလေးပဲစားပြီးသွားအဲ့တိုင်းလေးပဲဆက်ပြီးထိုးခဲ့ပြီပါနားမလည်လို့ရှိရင်ဟိုပထမဆုံးတစ်ပွင့်ထိုးတော့ကလည်းဒါလေးကိုထိုးပြထားတယ်အဲ့ဒါလေးလည်းပြန်ကြည့်လို့ရတယ်ဒါလေးကိုလည်းအစားဆုံးပြန်ကြည့်ပြီးတော့ထိုးလို့ရပါတယ်เนาะအဲ့ဒါအဆုံးထိထိုးခဲ့ပြီပါ